အားလုံးမင်္ဂလာပါအခုဒီဗီဒီယိုလေးမှာတော့23ရက်9လ2026ရက်နေ့အတွက်တက်လာတဲ့သတင်းတွေမှာကောင်းမွန်တဲ့သတင်းလေးတွေကိုကျွန်တော်ထုတ်နှုတ်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်အခုတင်ဆက်ပေးတဲ့သတင်းထဲမှာတော့ Hiwi ကိုဖြစ်သွားတဲ့အကြောင်းအရာလေးနှစ်ခုလည်းပါဝင်တာဖြစ်ပါတယ်ဒီသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ပထမဆုံး Hiwi ကိုသတင်းတစ်ပုဒ်ကတော့Chelsea တင်းရဲ့ကစားသမားဖြစ်တဲ့ Alejandro Garnacho နဲ့ Aston Villa တို့ရဲ့ကြားထဲမှာChelsea Aston Villa Garnacho ဒီအခြေအနေသုံးဝင်ဆိုင်အခြေအနေက Hiwi ကိုဖြစ်သွားပါပြီGarnacho ဒီ Aston Villa အသင်းကိုပြောင်းရွှေ့သွားခဲ့ပါပြီပြောင်းရွှေ့သွားတဲ့ကြားထဲကသဘောတူညီချက်ကအငှားစာချုပ်က100စီဖြစ်တယ်ဒီငါးစာချုပ်ကာလအတွင်းမှာသတ်မှတ်ထားတဲ့သတ်မှတ်ချက်တွေရှိတယ်ဒီသတ်မှတ်ချက်တွေပြည့်မီသွားလို့ဆိုရင်ဂါနာချိုဗီလာဘက်ကနေပြီးမှမဖြစ်မနေဝယ်ယူရမယ်ဆိုပြီးစီကံချက်လည်းပါဝင်တာဖြစ်ပါတယ်ဒီနီးပြောင်နဲ့အမေရိကန်တိုင်းကလည်းဂါနာချိုလိုချင်ခဲ့တာဖြစ်ပြီးစစ်မှုပြုလုပ်ဖို့တပါဒီရက်သတ်မှတ်ထားပြီးလို့ဒီဖာဘီဇိုရိုမရိုကတင်ဆက်ထားပါတယ်ဒီအလီယန်ရိုဂါနာချိုဆိုရင်တော့ဒီမော်ဂန်ရိုဂျာရဲ့နေရာမှာအစားထိုးဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်နောက်ထပ်သတင်းတစ်ခုကတော့ဒီ Man United အသင်းနဲ့ Aston Villa အသင်းတို့က Everton ဒီတိုက်စစ်မှုပေါ့လေAndy Ray ဆိုတဲ့ဒီ Everton တိုက်စစ်မှုအသက်26နှစ်သားကိုခေါ်ယူဖို့အတွက်ကိုချင်းကဆောင်နှံမှုတွေပြုလုပ်နေပါတယ်ဒါ Man United အသင်းဘက်ကတော့ဒီကစားသမားကိုခေါ်ယူဖို့ဆိုတာက Marcus Rashford အသင်းကနေထွက်ခွာသွားမှသာလျှင်ခေါ်ယူမှာဖြစ်တယ် Marcus Rashford အသင်းမှာဆက်ရှိနေလို့ရှိရင်ခေါ်ယူမှာမဟုတ်ဘူးလို့သိရပါတယ်ဒါပေမဲ့လို့ Aston Villa ဘက်ကတော့ဒီကစားသမားကိုခေါ်ယူဖို့အတွက်ကိုအသေးအတန်ကြိုးပမ်းနေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ရာသီကတဲ့ Premier League မှာ6ဂိုးသွင်းထားတဲ့ဒီ Andy Ray တို့ကို Everton ကနေပြန်မှပေါင်သန်း80ဝန်းကျင်တောင်းဆိုပွဲရှိနေတဲ့ဆိုပြီးတော့ Fabrizio Romero တင်ဆက်ထားပါတယ်တကယ်လို့ဒါဒီတောင်းဆိုထားတဲ့တောင်းဆိုခြင်းမှန်တယ်ဆိုရင်တော့ Man United အသင်းကခေါ်ယူမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ပြီးခဲ့ရာသီမှာ6ဂိုးပဲသွင်းထားတဲ့ဒီကစားသမားတယောက်အတွက်ဒီလောက်အမောက်ပမာဏဆိုတာကတော့များတယ်လို့သုံးသပ်မိပါတယ်နောက်ထပ် Hiwi ကိုဖြစ်သွားတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်ဒါကတော့ဝဟန်တင်းကစားသမားဖြစ်တဲ့ Samaria က Saudi Club ဖြစ်တဲ့ Eila ကိုဒီနောက်ဆုံးမှာသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်တယ်ရိုမာအသင်းအနေနဲ့နောက်ဆုံးချိန်အထိကိုခေါ်ယူဖို့တကူကြိုးစားခဲ့ပါတယ်ဒါပေမဲ့ကစားသမားကိုယ်တိုင်ကနေ Saudi ကိုပြောင်းရွှေ့ဖို့တော့ကိုမိစိန်ပြခဲ့တယ်လို့ဆိုပါတယ်ဒါဒီပြောင်းရွှေ့အတွက်1 United အသင်းကဒီပြောင်းရွှေ့ခြင်းကိုပေါင်55သန်းရဲ့နောက်ထပ် add-on အနေနဲ့ bonus အနေနဲ့ပေါင်10သန်းထိရရှိမှာဖြစ်တယ်ဒါစေးစစ်မှုပြုလုပ်ဖို့အတွက်ကိုပြင်ဆင်နေပြီလို့ဆိုပါတယ်ဒါကိုလည်း Fabrizio Romero တင်ဆက်ပေးထားတာဖြစ်ပါတယ်နောက်တဲ့တင်ဆက်ပေးခြင်းတဲ့တင်ကတော့ Man United အသင်းရဲ့ကွင်းလယ်ပြစ်မှတ်တွေပြောင်းလဲလာခဲ့ပြီဆိုပြီးမှထွက်ပေါ်လာပါတယ်Man United အသင်းဟာတဲ့ဈေးနှုန်းကြီးမားတဲ့ကားလုတ်ပါလေးပါရဲ့ Alex Scott ရဲ့သူတို့ကိုခေါ်ယူဖို့အစီအစဉ်ကိုဖျက်သိမ်းလိုက်ပြီလို့ဆိုပါတယ်လက်ရှိမှာတော့ပူဟန်အသင်းကနေရောင်းချမဲ့ Sandberg ဆိုတဲ့ကစားသမားကိုပေါင်တန်း40အောင်နဲ့ပူဟန်ကရောင်းချဖို့ပြင်ဆင်နေတယ်အဲ့ဒီပြင်ဆင်နေတဲ့ဒီကစားသမားကို United တို့ကအဓိကလိုချင်နေတယ်လို့ဖော်ပြလာပါတယ်အဲ့ဒီအပြင်ကိုမာနူကိုနီးနဲ့ကာမာဘင်ဂါတို့ကလည်းMan United တင်ရဲ့ကွင်းလယ်ပြစ်မှတ်စီးမှာပါဝင်နေစေဖြစ်ပါတယ်ဆိုပြီးတီးတော့ကနေဖော်ပြထားပါတယ်တချို့သတင်းတွေမှာကြတော့မာနူကိုနီးကMan United တင်ကိုရောက်ရှိဖို့အနည်းဆက်ဆုံးကစားသမားဖြစ်တယ်ဆိုပြီးဖော်ပြထားပါတယ်ဒါကတော့ဘယ်ကစားသမားထပ်မံရောက်ရှိလာမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်သတင်းကတော့အာဆင်နယ်သတင်းဖြစ်ပါတယ်အာဆင်နယ်အသင်းကဒီ Newcastle အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Bruno Guimaraes ကိုခေါ်ယူဖို့အတွက်ကိုဆွေးနွေးမှုတွေထပ်မံပြီးပြုလုပ်နေပြီလို့ဆိုပါတယ်
ဒီခါဆွေးနွေးမှုမှာတော့ Newcastle အသင်းနဲ့ဓာတ်ရိုက်ဆွေးနွေးနေတာဖြစ်ပြီးရမှာဒီဘရာဇီးကွင်းတဲ့လူကိုခေါ်ယူနိုင်ဖို့အတွက်ကိုအာဆင်နယ်အသင်းဘက်ကနေပြီးအစွမ်းကုန်တွန်းအားပေးပြရမှာဆောင်ရွက်နေတာဖြစ်ပါတယ်ဆိုပြီးတိုင်းသတင်းစာကနေဖော်ပြလာပါတယ်နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဂျူဗင်တက်နဲ့ဂျွန်စွာဇက်စီတို့ရဲ့သတင်းဖြစ်ပါတယ်ဂျူဗင်တက်အသင်းကတဲ့မန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ဂျွန်စွာဇက်စီကိုခေါ်ယူဖို့စုံစမ်းစစ်ဆေးမှုတွေစုံစမ်းမေးမြန်းမှုတွေပြုလုပ်လာခဲ့တယ်လို့ဆိုပါတယ်သူတို့ကလည်းကိုလိုမိုဝါနီကိုခေါ်ယူမဲ့အစီအစဉ်ကိုလှုပ်ဆောင်နေခဲ့ပါတယ်တဲ့ဒါပေမဲ့အဲ့ဒီအစီအစဉ်တွေမှာအချိန်ကြာကြီးဆွေးနွေးတဲ့အထိအစင်မပြေမှုတွေရှိခဲ့တာရှိတဲ့အတွက်ဂျေဇွာဇက်စီရဲ့အခြေအနေကိုမေးမြန်းလာဖြစ်ပါတယ်လို့ဆိုပါတယ်မန်ယူနိုက်တက်အသင်းကလည်းဇက်စီကိုယူရို35သန်းကနေပြမှတန်း40ကျသတ်မှတ်ထားတယ်လို့ဆိုပါတယ်ဒါပေမဲ့ကလပ်အသင်းနှစ်ခုရဲ့ကြားထဲမှာဒီဆွေးနွေးညှိနှိုင်းနေစေဖြစ်တဲ့ဘယ်လိုအခြေအနေနဲ့ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရအောင်မှဖြစ်တယ်ဆိုပြီးမှဒီ EV သတင်းစာတွေကဆိုပါတယ်ဒါတွေကတော့ဒီနေ့အတွက်ရရှိထားတဲ့သတင်းတွေဖြစ်ပါတယ်ဒီတက်update တက်လာတဲ့သတင်းတွေရှိရင်လည်းကျွန်တော်ချက်ချင်းတင်ဆက်ပေးပါမယ်နားဆင်အားပေးမယ့်ဆွေများအားလုံးကျေးဇူးတင်ပါတယ်သတင်းတူသတင်းဦးလေးကိုနားဆင်ချင်တယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ